자, 군님의 모델. 브라이크 약리비, 소 약리로 호텔 리셉션 한번 보는데, 아이로 니들사 두고도 사이가 변하게. 오바마 마운틴 뷰 마이디. 브라이크 약리바 비 호텔 체크인 해야 되로. 아, 니들사 사부도 브라이크 뮤를 가면 샤우지 잡아. 바사 매만 디디로 샤우지 니가래. Okay. Bright 뮤를 가면 니들사 사부도 샤우지 네. 아, 차시 되로도 벼 답은 뭐 해야 니가래. 발레 디하리 노. sao uống sữa thì chưa được đã.အခုကတော့အကုန်6ကုန်ပြီမျိုးလေးကတော့မိုးလေးအုံလေးနဲ့ချစ်စရာလေးပါဟိုမှာတစ်ပင်တွေကအကုန်6ကုန်ပါပြီဟိုမှာနိုင်စင်မှာရှောက်ကြည့်လိုက်ပါဦးမယ်ခဏလေးကြာမှာပဲထပ်ပြပါမယ်နောက်ဆုံးတော့စားစရာရှာတွေ့သွားပါပြီ။ဒါစားပါတယ်လေကိုတင်ထွန်းနိုင်ဗီယက်နမ်ဆိုင်မှာသမင်းကျော်ရဲ့ခောက်ဆွဲရဲ့စားပါတယ်ဘိုက်တွေနဲ့စားရတယ်။ကားမောင်းလာလေးကြာတယ်ဘိုက်ကတော့စားရတယ်။ကဲသမင်းကျော်နဲ့ခောက်ဆွဲကျော်ရပါပြီ။ဒီဟာကနာမည်က rice baby ဒီဟာ lucky ကောင်ညကြရင်ဖက်ဖို့ဆောက်ရွေးနေဟိုတယ်ကို check in လုပ်ပြီးပါပြီဟိုမှာ view ကတော့နောက်မှာ mountain ကြီးနေပါအေးခန်းလေးလည်းရိုက်တာလားဒီမှာပါအခန်းကနံပါတ်14ပါဒီကနေကြည့်လို့ရှိရင်ဟိုမှာ mountain view ကိုတမ်းမြင်နေရပါတယ်Bye bye. နံပါတ်14အခန်း room တိုးပြပါမယ် Hello. ဟိုဝင်ကြီးမှာအင်္ဂါကြီးချိုးကဒီမှာတော့အေးဟုတ်တယ် Queen size bag ပါ TV ပါမယ်ဟိုမှာမှန်ကြိုက်ခင်ထွန်းမယ်ရှိတယ်ပြီးရင်ဒီမှာထိုင်ကုန်လေးတစ်ခုပါမယ်ဒီမှာသဝဲခုံလေးပြီးရင်ဒီမှာတော့ view အပြင်ကိုထွက်လို့ရပါအတွင်း view လေးပါနော်ဒီမှာထိုင်ပြီးတော့ဒီဘက်ကိုပုံကြည့်လို့ရပါတယ်ရေချိုးကန်ရေကူးကန်ရှိပါလေဘာဘီကျူလုပ်တဲ့ကောင်းတာဒါကတော့သူတို့ရဲ့အထဲထဲမှာရှိတဲ့ဟာလေးပါအခန်းလေးပါလာပါလေဟိုတယ်မှာ check in လုပ်ပြီးတော့ညနေပိုင်းကန်ရင်ဝေါ့မှာလမ်းလာလျှောက်ကြပါလေလာတယ်နော်ရေဒီတော်တော်ရေဒီတော်တော်တန်နေရမိုးရဟိုဘက်ချမ်းမှာ river side ဟိုဘန်ဂလိုလေးရှိတယ်အဲ့ဒါတော့ဘူကင်ရပြည့်နေတော့ယူလို့မရနိုင်ဘူးဘယ်ဒီမှာဒီလမ်းတော့လျှောက်တိုင်းလျှောက်သွားမှာပါ Let's go. We're living in beautiful moments. We have to freeze the frame. Tiny flashes of perfection worth more than fortune or fame. It's the unexpected laughter, the hand held in the rain, the sudden clear awareness that we won't pass this way again. These simple, honest treasures, we collect them one by one. These are the beautiful moments beneath the morning sun. 3.9 kilometer ခန်းညုံဝေါ့ကို6ကြည့်လို့ပါရာသီဥတုကတော့ခုလောလောဆယ်တော့ပါရနေပါတယ်တကယ်လို့ဒါပြီးသွားရင်တော့မိုးရွာမလားမသိပါဘူးတကယ်လို့မိုးရွာရင်တော့လန်ဒိုဝက်နဲ့ပြန်ရမှာပါဒါကတော့ခန်းညုံဝေါ့အစပါ3.9 kilometer
တနားရီခွဲဆိုတော့စပြီးတော့ရှောက်ကြည့်ပါမယ်အရှိမတော့တက်ကြွစာစရှောက်နေပါပြီဒီမှာပြန်တွေ့မယ်ဒါခံညို river မှာပါနော် bridge ပေါ်မှာရှောက်နေတာပါ bridge တွေကတော့လမ်းတစ်လျှောက်မှာအများကြီးရှိပါတယ်ဒီလိုရှောက်ရင်းရှောက်ရတဲ့တောကျန်းလမ်းကျန်းလေးတွေရောက်သွားပါပြီရှောက်ပါတယ်ဆက်ရှောက်ပါတယ်ပေးများခြင်းနဲ့ကျွန်မ boost နဲ့တော်တော်ကိုရှောက်လိုက်ရပါတယ်ကြည့်တဲ့လူတွေကတော့ romantic fan လို့ပြောနေကြမှာအမှန်တကယ်တော့ကြောက်နေတာပါဒါကညုံဟောရဲ့နောက်ဆုံးဒီကပါဒီလို We should take selfie. No, I don't want to. Take a look. No, I don't want to. ဒါကတော့ return trip ပါ4 km လျှောက်တာတော့လမ်းတော့ကြော်ပြီးတော့ဟိုတော့ဘယ်ကတော့မလဲနော်ရောက်နေပါပြီအပြန်လမ်းတော့ဝက်နေပါရောက်နေ Okay. ရှင်းပါမယ်နော် We did it Yay! We did it. တော်တော်လှပါလေလှတာပေါ့3.9 km ရှောက်ရကျုံနေပါတယ်အပြန်ခီးတော်တော်ကြီးလှပါတယ်ဟိုမှာရတယ်ကြာတယ်မူးရလို့နည်းနည်းမြန်မြန်လေးရှောက်လိုက်ပါဦးမယ်ဟိုတယောက်ကတော့အပြန်လမ်းရောက်သွားပြီဖြစ်တဲ့အတွက်ပျော်ပြီးကနေပါပြီရောက်ခံနေပါပြီဆွဲရပါတော့ကားရဲ့အခြေရောက်ပြီပျော်နေတာလေကဲ 4.27 km တိုတယ်လျှောက်ပြီးသွားပြီဆိုတော့တက်တည်ပြတာပါနောက်ဆုံးတော့ကားနားလေးကိုပြန်ရောက်ခဲ့ပါပြီအစမှတ်ပေါ့နော်ကဲဟိုတယ်ပြန်လိုက်ပါတော့မယ်ဒီနေ့ညစာကတော့ဘယ်မှာမစားပြပဲဟိုတယ်မှာပဲပါလာတဲ့ ready made လေးတွေစားပြသွားပါတယ်ဘီယာတောက်မယ်ဘီယာတောက်ပါမယ်သူရဲ့ favorite harvest အရင်ကြိုက်တယ် Smith အကြောနိုင်ရင်ဒီဘာဝကပတ်ကြည့်မယ်ဟိုမှာကတော့ Netflix ဖွင့်ထားပါတယ်စားလိုက်ပါဦးမယ်နောက်တနေ့မနေ့ပိုင်းမနေ့စားဖို့အတွက်အခု coffee ဆိုင်ကိုလမ်းလျှောက်နေပါလေဒီ coffee ဆိုင်မှာထိုင်ရမလားဒီနားလေးကနောက်တစ်ဆိုင်မှာထိုင်ရမလားဆိုတော့ဆုံးဖြတ်လို့မရသေးပါဘူးအခုတော့နောက်တစ်ဆိုင်ကိုအရင်သွားကြည့်လိုက်ပါဦးမယ်အဲ့ဒါပြီးမှအဲ့ဆိုင်ကိုမကြိုက်ရင်ဒီဘက်ကိုဆိုင်လေးကိုပြန်လာပါမယ် cute right နောက်ဆုံးတော့ coffee ဆိုင်နေရွေးနဲ့ပထမဦးဆုံးရွေးထားတယ်ဒီ coffee ဆိုင် refresh ဆိုတဲ့ coffee ဆိုင်လေးမှာပဲတောက်ပါတော့မယ်လူတွေတော့အများကြီးပဲသူကလူတွေအများကြီးပဲလား refresh ref coffee ဆိုင်မှာမနက်စာစားဖို့တော့ကြည့်နေကြပါပြီ coffee ဆိုင်လေးကကိုစီလေးနဲ့ဒီလိုထိုင်တော့ကောင်းမကောင်းပုံမယ်လူကြီးဆိုင်မှာထိုင်နေကြပါပြီမှားထားတာတွေတော့မရောက်ဘူးတော့သူများကမိမိလေးနာမှာပါbreakfast ရောက်လာပြီဒါက tiramisu နော် tiramisu hotcakes matcha latte တောက်ပါမယ် latte ဒါပြီးတော့ဒါကတော့ရိုးရိုး latte နဲ့ဒါကတော့ classic ဆိုတဲ့ breakfast ပေါ့နော်သူတို့ရဲ့ scrambled egg ရဲ့ဒါပြီးတော့ hash brown ရဲ့ bread ရဲ့ပေါ့ဒီဖူးလေးပါသေးတယ်စားလိုက်ပါဦးမယ်
မနေ့စားပြီးတော့တောင်းသွားတယ်မလို့လုပ်ရင်းနဲ့နေမကောင်းဖြစ်သွားလို့ဟိုတယ်မှာခဏပြန်လာဒါပြီးတော့ခုနေ့လည်စားချိန်မှာပြန်ထွက်လာပါတယ် အေးမင်းကစားတယ်ဆိုင်မှာပဲပြန်လာစားပါတယ်ဒီလိုဒီလိုစား မမြင်ရအောင် ဆက်ပြန်မယ် တော့ဒီမှာလေးကောင်မလေးရှိရလေ မာရီနဲ့တူတယ်ဆိုတော့အဲ့တော့ကျမကတော့ခောက်ဆဲဖာတောက်ပြီးတော့သူကတော့ထမင်းလေးကကျမစားရထမင်းကြော်စားပါမယ်ဒီနေ့ရာသီဥတုလေးကတော်တော်ตายရတော့ဒီမှာတောင်တွေကစိမ့်ဆူပြီးတော့လှနေရတယ်ဒီမြို့လေးကတောင်တွေပတ်ချာလေးကာထားတာပေါ့တော်တော်လှပါတယ်ဒီလိုကိုကြီးပုံလည်းမမြင်ရလား ပြလဲဦးလေးပြန်ပါလေ Yeah. Ladies bath for ရေတကွန်သွားပါမယ်7 minutes ရှောက်အောင်လေ သူကလည်း18 liter လေးဖမ်းမလားတော့ပါပြီအနောက်ကရေကုန်ယူကြည့်လိုက်ပါဦးဘယ်လောက်လာလဲဆိုတော့ရေကုန်ရောက်တဲ့ဟာကိုမတန်းတင်ထားတာပါ ဟိုတယောက်ကဒီဇက်နာထိသွားကြလို့ဆိုပြီးတော့ရှောက်သွားကြည့်နေပါတယ် ก็คนอยู่ในมันแล้วของเราวันดีไทยเนี่ยมั้ง 也都变了嘛你要你 เดี๋ยววันไปออกมาลิဘာလေးကောက်စားနေကြတယ်မသိ so cute 要没点多海了哦对了包到了 มาที่ของอันนี้เอาเนี่ยเล่ามาแล้วเฮ้ยมาแล้วไก่บิโอซาเลยလောက်ကောက်တစ်ခုသွားမလို့ထွက်လာရင်လည်းမလမ်းမှာဒီမှာ အမတ်မထင်လေးမှာမင်္ဂလာပါ holiday accommodation ဆိုပြီးတွေ့လို့ရိုက်ပြန် မြန်မာနဲ့ဆိုင်လားမဆိုင်လားတော့မသိဘူး အဲ့မဲ့မင်္ဂလာပါဆိုပြီးတော့တီးတန်ကြီးမှာကြီးတာဒီမြန်မာလားမသိ ဒါပေမဲ့ဒါမြို့ငယ်လေးပေါ့နော်ဩစတြေးလျရဲ့မြို့ငယ်လေးဆိုတော့မြန်မာတွေတော့တိတ်မရှိဘူးထင်တာပဲ hiking လောက်ကောက်ကိုလမ်းဆောင်မလို့ပါ150 မီတာဆိုတော့အရန်တော့မဟုတ်ဘူးဒါပေမဲ့လမ်းကလည်းနည်းနည်းကျန်းတယ်အဲ့တော့22 မိနစ်လောက်တော့တွားရမယ်လို့ပြောထားပါတယ် hiking slope ကောက်ကိုရောက်ပါပြီ yeah မောနဲ့ပဲမရောက်တော့ဘူးထင်ပြီးတော့ hiking slope ကောက်ကိုရောက်ရှိလာပါပြီမကြခင်နေဝင်มาတော့မယ်ဒီကနေပြီးတော့ bright မြို့တစ်မြို့လုံးကိုမြင်ရတယ်နောက်ပြီးတော့ Mount Buffalo တောင်တန်းလေးကိုမြင်ရတယ်ကဲ experience လေးပြောပြပါဦး မိုက်တယ်တဲ့နေကြည့်ရတဲ့ view နဲ့တက်ရတယ်တော်တော်တန်ပါတယ်ဒါ drive ဆိုတဲ့မျိုးလေးအပေါ်ဒီကနေမြင်ရတာလေအမှန်တကယ်တော့ကားနဲ့လာလို့ရှိရင်ဒီနားထိလာလို့ရတယ်ဆိုတော့ 4wheel drive ဆိုရင်တော့ဒီနားထိကားကိုမောင်းလာလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့က 2wheel drive ပဲဖြစ်တော့တောင်ကြီးမှာပဲရက်ပြီးတော့ခြေချင်းလျှောက်လာပါလိမ့်ငါ view ကိုကြည့်လိုက်ပါဦးဘယ်လောက်လာလဲဆိုတာ ညစာကိုတော့ဒီဆိုင်ကနေပြီးတော့ပီဇာပါဆယ်ဝယ်စားပါမယ်တိတ်ကုန်လေးပါပီဇာဆိုင်မှာပီဇာမှာထားပြီးတော့စောင့်နေပါတယ်ဒီအပြင်နေရာလေးကတော့စောင့်နေတဲ့နေရာလေးပေါ့နော်အထဲစဝင်သွားတော့ဝိုင်းနေအများကြီးရှိတယ်ထင်ပါတယ်ညစာစားပါတော့မယ်ဟိုတယ်ပြန်ရောက်ပါပြီတော့ညစာကတော့ ကြာ ပီဇာအပြီးတော့သူကတော့ထုံးစံအတိုင်းပြီးရတောက်မယ်
ရှင်းရမြန်နဲ့စားမယ် ဟာစိတ်ဆုံးဟာလေးပါပါလေးတယ်ဆွဲပါမယ်တောင်းတက်ပြီးတော့ကိုကိုအပြန်ဖြေတာပါ ကျမကတော့ juice ပဲတောက်ပါမယ်ဆွဲလိုက်ပါဦးမယ်မပြိုင်ခင်ဒီမြို့လေးမှာပိုင်းနာမည်ကြီးတဲ့ country ပိုင်းမှာမနက်စာပဲ take away ဝင်ဝယ်ပါမယ် ဒီ country ပိုင်းဆိုတာက bright မြို့မှာအရင်နာမည်ကြီးတယ်အရင်နေ့တွေကစားမယ်ဆိုပြီးတော့မစားဖြစ်တာဒီနေ့မှပဲတန်ကန်လေးမှာမှတ်မရဝင်ပြီးတော့စားပါမယ်အရင်ကောင်းပါလေနာမည်ကြီးပါလေ let's go လက်လက်ဆက်ဆက်လုပ်ထားတဲ့ပိုင်းလေးတွေပါအမျိုးမျိုးရှိပါတယ်ဘာစားမလဲရွှေးနေတာပါ stick number နဲ့စား စီနမရှုနဲ့စားမလား coffee နဲ့တောက်လိုက် Okay တိတ်ကိုဝေးမှာပြီးတော့ကန်ယွန်ဝေါ့ကလာမှာလာစားပါလေပိုင်းကတော်တော်ကိုစားကောင်းခဲ့ပါတယ်ပြန်တောင်စားကြပါတယ် ကဲအားလုံးပဲအခုတော့ဒီနေ့ဒါလုပ်ငန်းဆောင်တာတွေကိုပြန်စဖို့အတွက်မဲဘုံကိုပြန်နေပါပြီ3 နာရီလောက်တော့ပြန်မအောင်ပါဘူးမယ်